ပြောပြတကယ်ကောင်းလုံးခဲ့ပြီအင်္ဂလိပ်ကိုတော့ချောက်ကပ်သွားခဲ့ပြီဒီအင်္ဂလိပ်ထဲမှာမင်းနဲ့ကျွန်တော်ကိုထားခဲ့ပြီဟိုဝေးဆုံးကိုဖေကတော့ထွက်ခွာသွားပြီဒီအင်္ဂလိပ်ထဲမှာမတရားတွေသာဖိတ်ထားခဲ့ပြီဒီအင်္ဂလိပ်ထဲမှာပင်ရှိတော့လင်းမဲ့သွားခဲ့ပြီဒီအင်္ဂလိပ်ထဲမှာမင်းနဲ့ကျွန်တော်ကိုထားခဲ့ပြီဟိုဝေးဆုံးကိုဖေကတော့ထွက်ခွာသွားပြီကပြောပြကောင်းခဲ့တဲ့ငါတို့မိသားစုကပါလေကျင်းလက်တာတွေကိုတတိယတိုင်းပြန်လို့ချင်းမိအဖေမြတ်တာတွေဟောဒီကပါမြေတဲကလူတိုင်းတနေ့သိချရမှာပဲတိုးတော်လည်းအမေနဲ့ကျွန်တော်ကိုအဖေထားခဲ့တာစောလွန်ပါတယ်တားကိတ်မှာမိလက်ကိုတွေ့အဖေလောက်ကပြန်ခြင်းကိုစောင့်ခဲ့တာတွေ့အဖေကျောင်းမှာကျွန်တော်ကိုပို့ပြီးတော့အမေနဲ့အိမ်မက်ချင်းကိုလမ်းတူရှောက်ခဲ့တာတွေ့စဉ်းစားလိုက်မျက်ရည်တွေဝဲတက်လာလေအဖေမရှိတဲ့အင်္ဂလိပ်နဲ့၆ခက်ခနဲ့သူများမိသားစုတွေပြောနေတာတွေ့တိုင်းအမေလဲရင်နေကွဲမတက်ပါဖေအဖေချော့ပိတ်ခဲ့တဲ့ပုံမြင်လူလည်းအခုဆိုနားထဲမှာဆွဲတားတော့ကိုမထားခဲ့ပါနဲ့လို့အိမ်မထဲရောင်ပြီးတော့တားခဲ့တာမနဲ့စောင့်ရပါပဲအဖေပြန်လာမဲ့လမ်းလေးကိုကျွန်တော်လေးငေးရင်းနဲ့တစ်ဖေဖြည့်ချင်းနဲ့နေဝင်သွားခဲ့မှဖြစ်နိုင်တာကိုတွေ့ရင်းနဲ့အဖေဆုံးမစကားတွေနဲ့လူမိုက်ကြောင်မဖြစ်အောင်တွေးမြင်တတ်နေပြီးအမေကုံစုံဆိုင်လေးလဲကူရင်ကျွန်တော်ခုဆိုရင်အဝေးတင်တက်နေပြီးပြက်ကလေးမှာရိုက်ရည်တွက်ချီတော့ရောက်နေပြီးအဖေမရှိတော့တာလေးရတွင်းနဲ့အခုချိန်ဖေးတာနားမှာရှိရင်တိတ်ကောင်းမှာပဲပြင်းမြင်မိတယ်အင်္ဂလိပ်ပြောပြတကယ်ကောင်းလုံးခဲ့ပြီအင်္ဂလိပ်ကိုတော့ချောက်ကပ်သွားခဲ့ပြီဒီအင်္ဂလိပ်ထဲမှာမင်းနဲ့ကျွန်တော်ကိုထားခဲ့ပြီဟိုဝေးဆုံးကိုဖေကတော့ထွက်ခွာသွားပြီဒီအင်္ဂလိပ်ထဲမှာမတရားတွေသာဖိတ်ထားခဲ့ပြီဒီအင်္ဂလိပ်ထဲမှာပင်ရှိတော့လင်းမဲ့သွားခဲ့ပြီဒီအင်္ဂလိပ်ထဲမှာမင်းနဲ့ကျွန်တော်ကိုထားခဲ့ပြီဟိုဝေးဆုံးကိုဖေကတော့ထွက်ခွာသွားပြီဒီအင်္ဂလိပ်ထဲမှာအဖေရငွေတက်တဲ့နေရာနှံ့ပဲရုပ်ရှင်တဲကတိုင်အဖေဖြစ်နိုင်ရင်ကောင်းမယ်တေးရွာပြန်လဲဒီဘဝဒီညနဲ့အဖေကိုတွေ့ဆုံမှုကံကုန်လဲနောက်ဘဝမှာလူဖြစ်မဲ့ဆိုဒီမိသားစုပြန်ဆုံမယ်ဒီအင်္ဂလိပ်ထဲမှာဖေရငွေတက်တဲ့နေရာနှံ့ပဲရုပ်ရှင်တဲကတိုင်အဖေဖြစ်နိုင်ရင်ကောင်းမယ်တေးရွာပြန်လဲဒီဘဝဒီညနဲ့အဖေကိုတွေ့ဆုံမှုကံကုန်လဲနောက်ဘဝမှာလူဖြစ်မဲ့ဆိုဒီမိသားစုပြန်ဆုံမယ်အင်္ဂလိပ်ပြောပြတကယ်ကောင်းလုံးရဲ့အင်္ဂလိပ်ကိုတော့ချောက်ကပ်သွားခဲ့ပြီဒီအင်္ဂလိပ်မှာမင်းနဲ့ကျွန်တော်ကိုထားခဲ့ပြီဟိုဝေးဆုံးကိုဖေကတော့ထွက်ခွာသွားပြီဒီအင်္ဂလိပ်မှာမတရားတွေသာဖိတ်ထားခဲ့ပြီဒီအင်္ဂလိပ်မှာပင်ရှိတော့လင်းမဲ့သွားခဲ့ပြီဒီအင်္ဂလိပ်မှာမင်းနဲ့ကျွန်တော်ကိုထားခဲ့ပြီဟိုဝေးဆုံးကိုဖေကတော့ထွက်ခွာသွားပြီ